ပုံပေါ်တွေလာယူကြပါကလေးတို့ရေနော်ဒါညင်းတို့အိမ်မှာဘာလေးပဲတိလို့အကောက်ထဲဝင်ကြည့်ပါတနေ့ကနေနေတိုင်းအလုပ်ဖုံးနေပိတ်တယ်အိမ်ဆိုင်ဖွင့်နေဇပူတီတိရွှေကြမင်းဘရုံမှာလမ်းမပေါ်ပါကလေးတို့ဒါပကံသေးတာတနေ့မဟုတ်ဘူး9000တက်တက်ပေးတာနော်ဒါသူတို့လှုပ်လို့တော်လို့ပေးတာလှုပ်ချင်လောင်ပေးတာမဟုတ်ဘူးဟုတ်ရင်တော့သူတို့မရဘူးသူတို့ရဲ့စူးစမ်းမှုကြောင့်ဒါသူတို့ပေးတာဖြစ်တယ်ငရုတ်သီးထောင်းတာ9000နောက်ဆိုငရုတ်သီးထောင်းတာကျွတ်တော့မှာပါငါပြီးအော်ဒါပိတ်တော့မှာဖြစ်တဲ့အတွက်နော်အဲ့တော့မင်းတို့အော်ဒါတွေကလေးတို့ short ချတာနော် short ချတာအဲ့ဒါဟမ်တကယ်ဆေးလို့လားနော်အဲ့တော့ဘယ်နှစ်ရက်ကလဲကလေးတို့ဘယ်နှစ်ရက်တော့သူတို့စုပေါင်းပြီးယူတာနော်အကန်းဆေးတာ9ရက်ထောင်းတာ3ရက်လာသာဘလောက်လဲမေးတဲ့သူလေးတွေမြင်းတို့ရှိမှာအခြေခံလာသာ3သိန်းကနေ10သိန်းထိဒါပတ်ဆက်ပဲရှိသေးတာနှစ်ဖူးကနေခြေပြားထိနော်မိန်းကလေးဘာဘာညာညာအစနော်ကျမရေးစသည်ခတ်သိန်းဘာမှမဝယ်ရဘူးနော်အဲ့လိုမျိုးပြီးတော့သူတို့စာရီကလေးတွေကိုလာစင်သားအမိဖြက်ခေါင်းဖြက်ဒဏ်ကြီးတွေဖြတ်ရမယ်ဆိုရင်ဖြင့်လောက်ပါဘူးစာရီကလေးတွေပြပြဖောင်းဖောင်းလေးနေပဲကျမအဲ့လိုမျိုးနော်ပြပြဘယ်လောက်သမီးပကံဆေးတာ9ရက်မျိုးဟောပိုက်လာယူဝင်ရပကံဆေးတာ9ရက်ဟုတ်နော်ပတ်ဆက်တွေငါတော့ဘူးဘောင်းနေစီးပြီးထားတယ်ခရခရမျိုးကြီးပြာကြီးရောက်တာ3နှစ်3လီကြာပြီမေရဲ့ဒီညာတွေအမွေကပေးတနေ့တစ်ချင်းမှသမီးပြောရတယ်ရွာနဲ့ညီဝေးပြီမဲ့အတရှင်လေးတကယ်ကောင်းတာဘောဒီတွေ့လူသားရဲ့အတက်တိပညာရှာရင်ငိုတော့မခုနရအမေကပကံသေးတာ9ရက်ဆိုတော့2000ခွဲရော့ငရုတ်တီးထောင်းတာ3ရက်ငရုတ်တီးထောင်းတာအရန်တဲလေးတို့ခလေးတွေလက်တွေမေးကြည့်ထောင်းပြီးငရုတ်တီးထောင်းပြီးလို့ရှိရင်ညင်ကတခြားလို့သူတို့ဒီလက်နဲ့အားဆိုင်ရတဲ့အလုံးမခိုင်းတော့တခြားလက်အားမဆိုင်ပဲနဲ့တခြားပေါ့နော်နည်းနည်းပေါ့အလုပ်ကိုပြောင်းခိုင်းတယ်ဘာလို့ငရုတ်တီးထောင်းရတာ3ရက်နောက်အဲ့တော့လက်တွေတုံနေအဲ့ဒါကြောင့်ရင်တော့ဆိုအလှော်မုတ်ရောင်းတယ်မြင့်အလှော်မုတ်တအားရောင်းရတာဒါပေမဲ့မြင့်ဘာလို့အလှော်မုတ်ရှော့လိုက်တာလဲဆိုတော့ဝန်ထမ်းလေးတွေထောင်းရတာနောက်မြင့်အကြီးများတယ်အလှော်မုတ်ကိုမညက်တညက်ကြိုက်တာလက်ဗရန်သူငေသူမို့ညက်သွားရင်လည်းသူတို့နားတယ်ညီရောပဲညက်တာမှမျက်လုံးစုံမိပြီးတော့ဟမ်ထောင်းလို့ရသေးတယ်လားမညက်တညက်ကမရဘူးငပိရအဲ့လိုပဲငပိရဆိုရင်လည်းတစ်လောက်မြင့်တို့အချိန်900လောက်ကုန်တယ်ငပိအစိမ့်ကြီးပဲဒီငပိရကိုရင်အော်ဒါရှော့ပြီးအော်ဒါတွေပြန်ရှော့လိုက်ပြီးသူတို့လုတ်အားလေးတွေပြန်ရှော့ပြီးတော့ညီရောင်းတဲ့ငွေမောက်ကတော့လုံးဝမရှော့ဘူးပေါ့နော်တခြားတမိဘယ်နဲ့ရက်ပကံစီက9ရက်လေးဒီတောင်းက4ရက်အဲ့လောက်ကောင်ဖြစ်သွားလားသူတို့အဲ့လိုစုထားတာညီဒီတော့4ရက်ဆိုတော့နှစ်သားနော်မနေ့ကတနင်္ဂနွေနေ့အလုပ်ပိတ်ရက်အဲ့လိုမျိုးတမမြင်ရအောင်သမီးကပကံသေးတာ9ရက်ဒီမှာငရုတ်တိတာတရက်ထဲအော်ဒါတက်မုံမြေသူ့အမနဲ့ဒီမှာအညာသူနဲ့ကနောက်2လလောက်နေလှုပ်ထွက်တော့မှအဲ့ဒါတေးကြဟိုကြောင်မထွက်ပြင်လဲပြောဘာလို့သူတို့ကမန္တလေးမှာမိုးရင်းကားဆိုင်ဖွင့်တော့မှတဲ့ဆိုတော့ကိုဝမ်းတာရတာပေါ့အညာသူဆိုရင်ဒါအိုတကြီးယာတူထဲမှာရောက်နေပြီမြင်လို့ရှိမှာအိုတကြီးတွေကဝမ်းပါတူတာအဲ့လိုတုံးထားတာပေါ့နော်အဲ့တော့အခုတော့ရခိုင်ကအိုတကြီးပေါ့အဲ့ဒါသူတို့လေးတွေကနောက်ဆိုမိုးရင်းကအကြိုင်လဲမန္တလေးမှာသူတို့လက်ရသွားမြည်စံကြောညာဘေးမှာကျမမော်ဒယ်လုပ်ပြီးမှာနော်ပြီးရောဘယ်နဲ့ကမိသွားလို့ပကံစီတာ9ရက်ငိတ်ပြီးဆောင်တာတည်းတယ်အေးပါအဲ့ဒါသူတို့လည်းလိုတဲ့ဥခွက်ပကံစတိကတိန်ပြောလို့နော်ပကံစီတာ9ရက်ခါပဲပါသေးတယ်ဒီချမရေဘူးပတ်သက်ကိုလာမဒါလည်းမကြခင်လီယူလည်းမပြောတာပဲဒီလိုလေသူများတွေဆိုင်ရပါလေဖွင့်အောင်မွေးငါးဆိုင်တွေဖွင့်တော့မှာမန္တလေးကတမျိုးလုံးရှိသေးတယ်မွေးငါးဆိုင်သူတို့အနိုင်ဖိုက်မှာတဲ့ညီမနေရတကယ်ကလေးတွေစတာပါအရှင်ဘယ်နည်းပပဆရာ9ရက်မျိုးထောင်းတာ4ရက်မချေမိုးနာပဲအင်းကြီးတို့ရော့2000ခွဲမျိုးထောင်းတာ4ရက်တာငါညီမတော်တော်ပင်မသွားရ4ရက်ဆိုစက်တက်ချစ်စုပါမျိုးထောင်းတာပင်မနေကြော်ရဘယ်နည်းပကံကြီးရ9ရက်ပကံကြီးကျွေးရလေအရန်ရှက်တာသူလှတာမြင်မှာတအားဆိုတာအလုံးရဲ့အချစ်ခံပါမယ်သူကပကံသေးတာပကံကြီးရ9ရက်ဒီကြောင်းတာ4ရက်စီရ9ရက်ပကံကြီး9ရက်4ရက်ဆိုတော့4000ခွဲပေါ့နော်ပြနှစ်သားသူကြံသေးလဲပမအပြင်သွားရယ်ပမမနေ့ကအတိလားပကံကြီးရ9ရက်နေဒီကြောင်းတာ4ရက်ပကံသေးတာပကံကြီးရ9ရက်နေဒီကြောင်းတာ4ရက်တယ်ရောပကံသေးက9ရက်ငွေဒီထောင်းတာ4ရက်ရအဲ့ဒါဆိုရ4000ခွဲဒီရှိသေးတော့ရှိအောင်ရှိစင်အောင်မဟုတ်ဘူးလို့ပြင်သွားတယ်ဟလာရှိစင်ပြင်သွားရတယ်ဟုတ်လားအားစနကောင်မှာငါကြော်နဲ့လားသူငါကြော်နဲ့ကုံသွားရည်လားကြည့်ပြလိုက်ပါဦးတပူးချန်ထားတယ်ရှိစင်မမအသိန်းလွန်သွားတာ
ပိုတဲ့ဟာကိုလို့မိုးဘိုးပေးမယ်ဆိုပြီးတော့အဲ့ဒါမိုးဘိုးပေးမယ်ကလေးတွေမှာနော်အဲ့လိုမျိုးအဲ့တော့မြင်းတို့ချီမာကမိသားစုလို့သွားတယ်ဆိုပေမဲ့ရပိုင်ကကြမိသားစုလို့မဟုတ်ပါဘူးလို့နော်အကုန်လုံးကိုဒါမြင်းချမပြတာပဲရှိရချပြရင်လည်းသိတယ်မလားချမပြအောင်မြင်းကလည်းအများကြီးလေဟိုရင်တော့နားမလဲတော့မြင်းအကုန်ချပြတယ်ဟိုကြွားတာမဟုတ်မြင်းရဲ့အကျင့်ကဘာမှဆိုပွပွလင်းလင်းနေတတ်တာဒီ online ကြောင့်လည်းမြင်းထင်းထင်းသိနေတတ်သွားတာအဲ့ဒါအယူလဲနေတော့မြင်းကြွားတယ်လို့ပြန်ဒုက္ခပဲငါကြွားတာမဟုတ်ဘူးငါအခုဟိုအဲ့လိုမျိုးပေါ့နော်ဒီလိုပါပဲကိုအနေထိုင်မှုပဲထိမ့်သိမ့်လိုက်တာပေါ့နော်တကယ်တော့လေကိုအားဖြစ်ပြီးတော့ဖြစ်စေချင်တာမြင်းရဲ့စိတ်ကအဲ့လိုမျိုးဖြစ်စေချင်တာအဲ့လိုအခုဝန်ထမ်းလေးတွေတည်းမှလည်းအဲ့လိုမျိုးအခုမှတက္ကသိုလ်ထပ်တက်မဲ့အခုတက္ကသိုလ်ကျောင်းတက်မဲ့လာရောက်ပြီကလေးတွေဝေးတယ်အိမ်မှာဆေးမှာ3ယောက်ကိုမှ3ယောက်တက်မှာနောက်ထပ်1ယောက်ကလည်းအဲ့လိုပဲနောက်ထပ်1ယောက်ကလည်းမတက်တော့ဘူးဒါဘာလို့လဲဆိုတော့ဒုတိယနှစ်တောင်ဖြစ်ဘာလို့မတက်တော့လဲဆိုတော့အကြောင်းညာမရဘူးညီမလေးပြန်စဉ်းစားအောင်သူ့ဘက်ကညင်းနိုင်တဲ့ဥစ္စာကသူ့တော့မခက်ခဲတဲ့အရာကိုလုတ်ပြနိုင်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ရအောင်တင်ပညာရအောင်တင်ဆိုသမီးပြန်စဉ်းစားပါအောင်မဲတဲ့တယောက်ကတော့ပညာရေးဖြစ်စေချင်တယ်လေနော်ကိုကပညာရေးမဖြစ်ပေမဲ့သူများတို့ဖြစ်စေချင်တယ်အရင်ပဲကိုတူလို့တဲ့သူကလည်းတစ်နှစ်ဒါဒီနှစ်တစ်နှစ်တော့တာကိုအချိန်လေးပေးပါသူပေါ့နော်ပြန်စာတွေကသူပြန်လိုက်ရမှာလေဟောဖြစ်တဲ့ခါကျတော့ဟုတ်ပြီဒီတစ်နှစ်ပေးတယ်နော်ဒီတစ်နှစ်မှမတည့်နေနောက်နှစ်ကျလက်ဗရန်ပြန်အမယ်လို့သူချင်းချောက်ထားအဲ့လိုမျိုးအိမ်မှာအဲ့လိုအလုပ်ချိန်မှာအလုပ်ဒီတန်တဲ့ချိန်ကတော့မောင်နှမဆက်ဆံမယ်အဲ့လိုမိသားစုဆက်ဆံမယ်နေတာဒီစညာရေးတမပါလေးတီလို့အခောက်ထဲဝင်ကြည့်ပါ